တောင်းပန်ပါတယ်သားလေးရဲ့အမေသားအတွက်ဘာမှမလုပ်ပေးနိုင်ဘူးအမေသွားတော့မယ်နော်မင်းအဆင်ပြေရဲ့လားမင်းကိုကူညီပါရစေဘာလို့လဲတော့မသိဘူးမျက်စိမှာထူးခြားတဲ့အရာတစ်ခုခုရှိနေတယ်လို့ငါခံစားရတယ် မင်းလိုညစ်ပတ်တဲ့ကြုံအဆင့်တန်းကငါတို့ရဲ့လှက်ပတဲ့မင်းသမီးလေးကိုဘလို့တော့နှောက်ယှက်ရဲတာလဲမင်းရဲ့လက်ကိုသူ့အနာကနေချက်ချင်းဖယ်လိုက်စမ်း သူငါ့ကိုနှောက်ယှက်နေတာမဟုတ်ဘူးမင်းကလားတကယ်နှောက်ယှက်နေတဲ့သူပဲ မင်းကိုငါခွင့်မလွှတ်ဘူးကြွန်ဆုပ်မင်းငါကိုဘာလုပ်ခဲ့လဲဆိုတာအဖေကိုအကုန်ပြန်ပြောပြီးမင်းကိုအပြစ်ပေးခိုင်းမယ်သူငါ့ကိုကြွန်ဆုပ်လို့ခေါ်တာမမှားပါဘူးဒါပေမဲ့ငါကကြုံမဟုတ်ပါဘူးသူနဲ့မွေးတဲ့အမွှာညီကိုအရင်ပါ မင်းရဲ့မိသားစုကမျက်စိကန်းနေတာပါငါတို့လူမျိုးတွေစီမှာတကယ်ပြင်စစ်အကြောင်းတနာရီတစ်ခုရှိတယ်မင်းရဲ့စွမ်းအားကပျောက်ကွယ်နေတာမဟုတ်ပဲအိပ်ပျော်နေတာပါမယုံနိုင်စရာပဲမင်းကတကယ်ဒန်နာရီတွေကအမောင်မင်းသားပဲဒန်နာရီတွေကတကယ်မှန်နေခဲ့တာပဲငါနောက်ထပ်သိမခံနိုင်တော့ဘူးရှင်ကကျမတို့ရဲ့သားအရင်ကိုတန်ဖိုးမရှိတဲ့ကြွန်တယောက်လိုဆက်ဆံနေတာကိုငါဒီအတိုင်းရက်ကြည့်မနေနိုင်တော့ဘူး တိတ်ဆန်းမင်းကသူ့ဘက်ကရက်တယ်မယ်ဆိုရင်မင်းတို့သားမိနှစ်ယောက်လုံးကိုငါလမ်းဘေးကိုမောင်းထုတ်ပစ်မယ် ငါကိုယ့်ဘာသာကိုဒီနန်းတော်ကထွက်သွားမယ်ငါသားလေးဒုက္ခရောက်နေတာကိုဒီအတိုင်းဆက်ပြီးမကြည့်နေနိုင်တော့ဘူး